တေချပရိသတ်များအားလုံးမင်္ဂလာပါပစဖရာလက်ကာယဆိုရင်ချစ်လို့ဆိုပြချင်ပါတယ်နားဆင်ကြပါဖျားရှိခိုးတာနဲ့နဲ့အတင်းဖြင်းပြောတာများများကိုလည်းပြသတိထားမိကန်ခဲ့တာနဲ့နဲ့ပြောလိုက်တာများများစွာလိုက်ပုံကမသိတော့အဟုတ်ထင်ကြပြောတော့ဖျားလက်ကာယပတိစိတ်ပြီးတော့သာရှိခိုးထားမင်းလုံးတဲ့ကုသိုလ်နဲ့နဲ့မင်းပေးတဲ့အကုသိုလ်များများကိုလည်းပြန်တတိထားစိတ်ထားကိုပြုပြင်လိုက်အရေးကြီးဆုံးကစိတ်ထားလာဖို့ပါအလူပေးတိုင်းကုသိုလ်ရမယ်မထင်နဲ့စိတ်သဘောမလာရင်တော့ကုသိုလ်ပဲတော့မရနိုင်ရှိခိုးတာနဲ့နဲ့အတင်းဖြင်းပြောတာများများကိုလည်းပြသတိထားပြီးကံခဲ့တာနဲ့နဲ့ပြောလိုက်တာများများကြွားလိုက်ပုံကမသိတော့အဟုတ်ထင်ကြပြောတော့ဖျားလက်ကာယပတိစိတ်ပြီးတော့ရရှိခိုးထားမင်းလုံးတဲ့ကုသိုလ်နဲ့နဲ့မင်းပြီးတဲ့အကုသိုလ်များများကိုလည်းပြသတိထားစိတ်ထားကိုပြုပြင်လိုက်အရေးကြီးဆုံးကစိတ်ထားလာဖို့ပါအလူပေးတိုင်းကုသိုလ်ရမယ်မထင်နဲ့စိတ်သဘောမလာရင်တော့ကုသိုလ်ပဲတော့မရနိုင်စိတ်ထားကိုပြုလိုက်အရေးကြီးဆုံးကစိတ်ထားလာဖို့ပါအလူပေးတိုင်းကုသိုလ်ရမယ်မထင်နဲ့စိတ်သဘောမလာရင်တော့ကုသိုလ်ပဲတော့မရနိုင်စိတ်သဘောမလာရင်တော့ကုသိုလ်ပဲတော့မရနိုင်ဒီချစ်ပေးတာများကျေးဇူးတင်ပါတယ်ကျွန်တော်ကိုယ်တိုင်ရေးစားထားတဲ့တခြင်းလေးပါအမှားရင်ရှိရင်ခွင့်လူနာလည်းပေးပါလို့ပြောချင်ပါတယ်အားလုံးစိတ်ထားဖြူစင်စိတ်ထားလာကြပါစေလို့အားလုံးကြမ်းမှချမ်းသာကြပါစေ